မင်းကို KTV လုံးဝမခေါ်နိုင်ဘူးမင်းစကားတွေတင်းမှာပြတ်သားလုံးနဲ့ကွာမင်းရဲ့လောက်ရက်တည်းငါကြီးကိုကွဲသေးနိုင်နေမင်းရဲ့စကားတွေကငါ့ကိုအားငယ်သေးတယ်ကွာဟုတ်ကဲ့ပါမင်္ဂလာ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 ပါစက်တီမရှိတာမေလို့ကြည့်ရတာငါလုံးမှန်လားလာတဲ့ချစ်တယ်တဲ့အဝပေးတဲ့အဘွားတဲ့ဒါဆိုငါတို့ကဘာကြီးလဲတငယ်ချင်းနေလေတော့ရတငယ်ချင်းပဲတဲ့တော့အဲ့ဒီလိုကြီးနဲ့သွားလိုက်နေရောလို့မင်းတို့မှလည်းကိုကောင်မလေးတွေမှာယောက်ျားလေးတငယ်ချင်းနေရှိရင်မေးကြည့်ပေါ့ဟဲ့နင်တို့ကဘာကြီးလဲတငယ်ချင်းနေလို့ပြန်ပြင်တတိယထားတော့ချစ်လာဆိုတော့ချစ်တယ်အာဘပေးဆိုတော့အာဘတဲ့ဒါဆိုငါတို့ဘာကြီးလဲတငယ်ချင်းနေလေတော်သေးရဘောတငယ်ချင်းနေမလို့အာဘပဲပေးလို့လင်မယားရဲ့လူကပြောရင်ဘာကြီးထပ်ပေးအောင်မလဲမသိဘူးကိုကြီးဗျာတဲ့ချစ်လေးပူစီရေစိုးနေလို့လာတော့ပေးပါအောင်ကိုကိုတဲ့ချစ်လေးကိုကိုရောက်ပြီတဲ့ဟမ်ဟိုဘက်ကစကားမဆုံးသေးဘူးချစ်လေးပူစီရေစိုးနေလို့လာတော့ပေးပါအောင်ကိုကိုလို့ပဲပြောရသေးတယ်အဲ့ဟာကိုချစ်လေးကိုကိုရောက်ပြီဆိုတော့ဘာပူစီမလို့လဲဟောပူစီတွေကရေကြောက်တတ်တယ်လေကွာပူစီလေးတစ်ခုခုဖြစ်သွားမှဆိုလို့စိတ်ပူလို့တီးတဲ့ကောင်တွေကတော့မရည်နဲ့ပေါ့ကွာခွေးစီမှာအမွေးတွေပေါက်နေလို့စိုးရိမ်ရလားဗျာစိုးရိမ်ရတယ်မောင်လေး तू ကဘာလို့စိုးရိမ်ရတာလဲဆိုလို့ရှိရင်မောင်လေးရဲ့အမွေးလေးရောက်တော့တဖြည်းဖြည်းနဲ့ရှည်လာပြီးလို့ရှိရင်မောင်လေးရဲ့အစီလေးကို तू ရစ်ပတ်သွားအဲ့မှာ तू ကအမွေးကကျန်းတယ်ဆိုလို့ရှိရင်မောင်လေးရဲ့ဦးလေးကဖြတ်ဆိုပြတ်ထွက်သွားလိုက်တယ်ဟမ်အဲ့လိုမျိုးပြတ်တာမျိုးကြီးရှိတာငါအဲ့လောက်အရှိကြီးတစ်ခါမှမထားဘူးတော့အဲ့လိုမျိုးတော့မကြုံဘူးတကယ်လို့အဲ့မျိုးကြုံဘူးတဲ့သူရှိတကယ်လို့ comment မှာတစ်ချက်တော့မှန်ပေးပါဦးအဲ့လိုမျိုးတကယ်ပြတ်တာလားလို့ဆိုတော့အဲ့လိုမျိုးဆုံးရှုံးမခံချင်ဘူးဆိုခုတည်းကတခါလေအမွေးလေးတွေကိုခေါင်းလျှော့လေးနဲ့လျှော့မယ်ပြီးပေါင်းစည်းလေးတွေပေါင်းပေးမယ်အမွေးလေးနှုတ်သွားအောင်ပေါ့နော်ကိုယ့်ရဲ့စပီမွေးကဲတော့မောင်လေးကဂယုတရလေးဂယုစိုက်ပြီးနော်ရေဆိုးတဲ့အချိန်တိုင်းမှာပေါင်းစည်းလေးတွေပေါင်းပေးမယ်ခေါင်းလျှော့လေးနဲ့တေချာလေးစနစ်ကြလေးလျှော့မယ်ဆိုအမွေးလေးကနှုတ်ပြီးတော့ဒါလေးကဟိုဥဒါဂယုဥဒါမထိခိုက်တော့ဘူးပေါ့နော်တကယ်လို့မောင်လေးကအဲ့လိုမျိုးဂယုမစိုက်ဘူးဆိုရင်တော့ဒါလေးကရှည်လာတဲ့အမြရွတ်ပတ်ပြီးတော့ဆွဲချက်လိုက်သလိုဖြစ်သွားမှာအမွေးလေးကကျန်းလာလို့ရှိရင်လေနော်အဲ့လိုမျိုးကျန်းလိမ့်များလာဆိုတန်လာပြီးဆိုပြတ်ထွက်သွားလိမ့်မယ်အဲ့ချိန်မောင်လေးလက်ဖက်တွေဥရောင်းနေရအောင်ပဲမင်းတို့လည်းလူညူမတော့ကြည့်လို့ရှိရင်ရှင်းနေရှိကျန်းနေတယ်ဆိုလို့ရှိရင်ခေါင်းလျှော်လေးပါလေးတော့ဒါလို့အားလုံးပဲမင်္ဂလာပါမင်္ဂလာပါလို့ပြောပေးလိုက်ပါဩဒါမတိအောင်ဟာနဲ့ဗနာနာမလားမင်္ဂလာပါမင်္ဂလာပါမင်္ဂလာပါအဲ့လိုစက်တီမရှိတာမေလို့ကြည့်ရတာငါလုံးမှန်လားရောက်နေဘယ်ကောင်လေးလက်ကမြင့်ပြီးတော့အတက်လိုက်ပြန်ကြီးမသိဘူးခဏနောက်တစ်ခေါက်တော့အားလုံးပဲမင်္ဂလာပါမင်္ဂလာပါလို့ပြောပေးလိုက်ပါဦးဟုတ်ကဲ့ပါမင်္ဂလာ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 ပါစက်တီမရှိတာမေလို့ကြည့်ရတာငါလုံးမှန်လားဘယ်လိုပါလဲကွာကျန်ပပ40ကြီးဆိုလို့ရှိရင်အတက်ပါကွာပြောရတဲ့စကားတွေပြောမင်းကို KTV လုံးဝမခေါ်နိုင်ဘူးမင်းစကားတွေတင်းမှာပြတ်သားလုံးနဲ့ကွာမင်းရဲ့လောက်ရက်တည်းငါကြီးကိုကွဲသေးနိုင်နေမင်းရဲ့စကားတွေကငါ့ကိုအားငယ်သေးတယ်ကွာအဲ့ကြောင့်မင်းတို့ငါပြောတယ် KTV သွားရင်ကိုးပေါ်တာတွေကိုထားမခဲ့နဲ့လို့ဒီကောင်ဘယ်တော့ကနေဒီကောင်ပြောချင်နေရမသိဘူးတန်ရလုံးအပြည့်နဲ့ကိုပြုတ်တာဟမ်မင်းကို KTV လုံးဝမခေါ်နိုင်ဘူးအဲ့စကားကရှင်ထဲမှာထိတာလုံးကွာမင်းရဲ့လိုရက်တည်းငါကြီးကိုကွဲသေးနိုင်နေမ
မင်းရဲ့စကားတွေကတီတုံပါမလားကွာ KTV မခေါ်လို့ရင်ထဲကထွက်ပေါ်လာတဲ့စကလုံးနေနောက်တစ်ခါ KTV သွားရင်ဒီကောင်းအောင်မပေါအောင်ခေါ်သွားလိုက်ကြပါကဗျာလူလူပုံမြင်လူလူနဲ့ကျွန်တော်တို့ငငယ်တုန်းကလားမသိဘူးအိုက်စာသားကိုပကြက်ပြေးကြီးနဲ့အော်ဟော်ချတာမိုက်တယ်ဒီပဲဆိုတာကနဒီတချင်းထဲမှာအကြိုက်ဆုံးစာသားကိုပြောပါဆိုရင်ဒီနေရာပဲတော်သေးတယ်ကျေရက်ကဲလို့မဟုတ်ရင်ငါထင်တာမမအောင်ပြီးပါရဒီတချင်းကိုတော့တော်တော်များနားထောင်ကြမယ်လို့ထင်တယ်ဒါလွန်ခဲ့တဲ့2020ဝန်းကျင်လောက်ကဖြစ်မယ်ထင်တယ်ဒါဘူဒါယုံမှာသူတို့စိုးထားကြတာပေါ့နော်အဲ့တော့ဒီတချင်းနည်းနည်းလေးဟိဖြစ်သွားသေးရဲ့ပေါ့နော်ဒါကျွန်တော်ခုမှပြန်ပြီးတော့တွေးလို့ react ပြန်လုပ်ပေးရဖြစ်တယ်ဘာရဲလို့တော့မဟုတ်ဒီတချင်းနားထောင်လို့ရှိရင်စိတ်ထဲမှာနည်းနည်းလေးစိတ်ပန်းပြေလို့ခံစားလို့ပေါ့နော်